ရှိရလေဟုတ်ဦးရှိတယ်လို့ကြကြလို့ရအောင်ဦးအောင်ရင်မီအောင်ဦးအဲ့ဦးကြောင့်မဦးမီးထော်ရဦးကိုခေါ်လာလားမသိပါဘူးဦးတောင်းနေရလားဟောဦးရရဲ့ဦးကောင်းလည်းမကောင်းမနဲ့ဦးရကောင်းတယ်နည်းနည်းပူးလာရင်သူတင်းတင်းလေးဖြစ်သွားတာဦးမိမိတားချင်ရောက်တားချင်ကလေတမိကဟောမိမိတားမယ်ဆိုလေမိမိကိုအယူတတာနဲ့အယူမကြီးရဖိတ်ထားရအဲ့ဒါကြောင့်မိမိရယာတာယာကွန်ဆက်ပိုင်ကဖိတ်ထားလားအေးပါရောအဲ့ဆိုဒီဘက်ကဘာဘာဟိုဘက်ကညလုံးကြီးကိုကျတော့ဥတယ်ငါကျတော့ဘာဘာလားနဲဘာဘာရှိတ်ရှိုးပါနဲ့ဘာဘာရဲ့ဘာဘာချိတ်ရှိုးကညလုံးနဲ့မပါပဲနဲ့ဒါမျက်လုံးကြီးမမြင်ဘူးလားကဲအမမျက်လုံးကြီးပါဦးညလုံးကလည်းဟိုဘက်ကဦးမျက်လုံးမှိတ်ထားတဲ့လောက်ပဲရှိရဲ့ဦးအဲ့ဒါဒီနေ့ကနေအဲ့လိုပဲအပြူးကျင်နှစ်ယောက်သူကအပြူးငါအမေမိမိယာတာရမိမိတာချီရုပ်ဟလာသမီးကလေသမီးမိမိကိုအဲ့မိမိကိုတာဟိုင်းတော့မိမိရေအယူတတိုင်းဦးကတပိုင်းလို့နော်အယူမိုက်တော့အေးပါချိုးရမိမိရဲ့ဦးတို့တော်တို့ရဲ့အယူမားတဲ့မိမိရဲ့ယာတာပြုံးလျှော်လေဦးနဲ့တော်ရဲ့လို့မိမိကအားနာရတာလို့မိမိကကြောက်လို့နေတွေကတိတ်မတောင်းဦးတို့တော်တို့ဘက်ကလို့ရမ်းပြီးအေးတာလို့အေးတော့မိမိကရမသားနိုင်ဘူးလို့မိမိအိမ်မှာပဲနေမတောင်းလို့ကိုပေါ့ဆိုမိမိစတားလေးလည်းမိမိတအားကြီးကြောနိုင်ပါဘူးလို့မိမိကိုကိုအိမ်မှာပဲအိမ်ထဲမှာချောင်းချောင်းလေးနဲ့ပဲတွေးနေရမယ်လို့ပြောအဲ့နဲ့ဦးအောင်ကြောင့်မရဘူးတဲ့မိမိရယာတာမယ်လို့ပြောမိမိကနေမတောင်းဘူးလို့စတားလည်းမတောင်းမကြောနိုင်လို့မိမိရမသားတော့ဆိုရမသားလို့မရဘူးတဲ့ယာတာရမသားလို့ရှိရင်မိမိကိုလည်းအိမ်ထိလိုက်ထော်မှာမိမိအိမ်ထိလိုက်တာမထော်ပါနဲ့မိမိကလို့မတောင်းနိုင်တော့မတောင်းနိုင်လို့ဆက်ပြောရင်ငါမိမအဲ့ယူဒီမပြောတယ်လို့ပဲတော့ညှိကြည့်ပြောတာငါတို့ကဘာမှပြောရသေးဘူးကိုယ့်ကိုပြောကိုယ့်ကိုထောက်ခံညှိလို့ဖြစ်နေတယ်မိမိကလည်းမတနိုင်တဲ့အကြောင်းကြောကြနေရအောင်ကြောကြတာကိုရှိပဲညီอ่ะအားချိုမိမိတတော့မယ်နော်ဦးမိမိတမယ်နော်ကားလို့အားချိုရှင်မိမိတရရှင်ဦးကမိမိကိုရက်ထုတ်တီးပေးမှာရာအေးအဲ့ဟိုကြောနေမိမိကငါလာအေးမိမိချိတ်တော့လိုက်နော်ပါချင်တော့ကြောချင်ရောမကြောချင်တော့ရောနဲ့မိမိအဲ့ဟိုဦးရုပ်ကြအဲ့ဟိုရုံနဲ့မိမိချိတ်တော့လိုက်မိမိကထမင်းကြီးချုပ်ပြီးဟောဘက်လို့ရွှတ်ပြမှာကြလှုပ်ဆန်းပြမင်းကလေးစိတ်တော်ဆိုငါကြည့်မယ်ချိတ်တော့မတူတော့သမီးရလေသမီးရဲ့ဦးတို့ကအဲ့လိုလေးမမြင်ဘူးလို့ပါသမီးရဲ့အားချိုမိမိတာဦးရထုတ်တီးပေးမှာရကြောတီးပေးမှာအားချိုရှင်ဦးကကြမိမိတာလို့ရှင်မိမိမယောင်နဲ့နော်ဟိုတရေမှာမတာတတ်ဘူးဆိုမြောင်နဲ့နော်လောက်ကြလားနော်အားချိုရှင်ဦးကကြမိမိတာလို့ရှင်မိမိရောရက်ထုတ်တီးပေးမှာရတီးပေးမယ်အားချိုရှင်ဦးကကြမိမိကိုမယောင်နဲ့နော်အားချိုမိမိအားချိုကြီးမှာချိုမှာပဲအနခဏအဲ့ရှူနေတော်မိမိတာရမယ်ဟိုချိုင်းကြဘူးတူတော့မတန်းနိုင်တာတဲ့တိုင်းချာနာမည်ကြောတာမတန်းမြိုင်တီးဘူးဇော်မင်းနဲ့သူ့အမေကမတန်းမြိုင်နဲ့ဘလူးမတဲ့သူကားတဲ့ဦးကျော်မင်းအဲ့ဆိုမိမိဦးနဲ့ဒီစားတော့ကြောချင်ရောလေပြောရည်သွားဦးကနောက်လျှောက်ပြောရည်သွားနှာခေါင်းအနားမကနေနှာခေါင်းနဲ့ထိုးမိဦးမယ်လေသမီးလေးဟိုတကူဦးတောင်းမှန်တာပါဟုတ်သမီးစိတ်တို့ပြီးလွန့်ပြမယ်ကြံရင်ဦးတို့နှစ်ယောက်ကိုတတိယနော်ဦးတို့ရောက်တဲ့နေရာကနေပြန်လာမှသိတာသမီးလေးစိတ်တို့တာကြည့်ဖို့ဒါမိမိစိတ်တွေကိုတအားချော့လာမိမိစိတ်မတူတော့ဘူးဒါမိမိဦးချိုင်းချာနဲ့တရားတော့တင်ရောပါဘာနောက်လျှောက်ပါပြောရည်သွားဒီဖိုးလေးနောက်လျှောက်ဖိုးကျိုနောက်လျှောက်ချိုင်းဝိုင်းနေရတူညာလေးညာလေးမဟုတ်ဒါနေခင်းမတန်းမြိုင်တာဘာညာလေးတို့ထောင်ထဲရောက်မှပြောညာလေးလို့တူဗျာမိမိတာချင်ရောက်မိမိကကချင်တာကိုကဘာလုပ်ပြရမလဲတော်မိမိတိုင်းတီးပေးရမှာမိမိကိုတီးပေးရ